ကွန်းရွယ်အပူပိုင်းနဲ့ဆွတ်ဆွတ်တဲ့ဒေသတွေမှာအများဆုံးပေါက်ရောက်ပြီးမြန်မာနိုင်ငံအနှံ့အပြားမှာစိုက်ပျိုးကြပါတယ်။ကွန်းရွက်မှာအငံကလွယ်ရင်ကြံအရတာ၅မျိုးပါရှိပါတယ်။ဆေးဖက်ဝင်အပင်တွေကိုခက်ခဲအပင်ပန်းခံလိပ်ရှာနေဖို့မလိုပဲနဲ့ကွန်းရွက်တစ်မျိုးထဲနဲ့စောင့်ထားရင်လုံလောက်ပါတယ်။မြန်မာပြည်မှာတစ်နေ့သုံးနေကြတဲ့ဒီကွန်းရွက်တွေဆေးအဖြစ်မသုံးကြပဲဘေးဖြစ်အောင်သုံးနေကြတာများပါတယ်။ကွန်းရွက်ကိုဆေးအဖြစ်အသုံးနှဲလာပြီးဘေးဖြစ်ဖို့ဝါကြတာများလာလို့ကွန်းရွက်ထဲပါတဲ့တခြားပစ္စည်းတွေကြောင့်ကတွင်းကင်ဆာရှာကင်ဆာအဖြစ်များပြီးတော့အမြဲဝါးနေရတဲ့သွားတွေလည်းပျက်စီးပြီးတော့မစီမဆိုင်ဂျားကကွန်းရွက်နာမည်ပျက်စီးကြရပါတယ်။နေ့စဉ်ကွန်းရွက်ကိုစီးအဖြစ်သုံးဖို့နဲ့ကွန်းရွာဝါဖို့ဘယ်ဟာကအသုံးများပြီးတော့ပတ်စံပို့ကုန်နေကြပါတလဲ။အဲ့ဒီတော့ဆေးဖြစ်အောင်သုံးချင်တဲ့သူတွေအတွက်နီလန်းတွေကရေးမကုန်သုံးမကုန်အောင်ရှိပါတယ်။အဲ့ဒီထဲကမှတချို့ဆေးနည်းတွေကိုမျှဝေပေးပါရစေရှင်။ကွန်းရွက်နဲ့သက်သာစေတဲ့ဝေဒနာများကွန်းရွက်ကိုညစ်ပြီးရလာတဲ့သက်သူနဲ့ဂျင်းပြုတ်ရည်စားအနှင်းငယ်တိုက်ကျွေးမယ်ဆိုရင်ပန်းနာရင်ချက်ရင်အောက်ရင်ကဲကြက်ညာချောင်းဆိုးဝေဒနာများကိုသက်သာစေပါတယ်။ကလေးများလေပွားခြင်းအစာမကြေဖြစ်ခြင်းဝမ်းသွားခြင်းဖျားနာခြင်းများ၌ကွန်းရွက်သက်သူရည်နဲ့ပြားရည်ကိုရောပြီးတိုက်ကျွေးလင်သက်သာစေနိုင်ပါတယ်။ဒါအပြင်ချောင်းဆိုးရင်ကျက်နဲ့ကလေးငယ်များအေးမိခြင်းအတွက်ဆိုရင်ကလေးငယ်တွေရင်ကျက်ပြီးချောင်းဆိုးနေရင်ကွန်းရွက်ကိုမိခင်ပြီးရင်ဘတ်လေးကိုကပ်ပေးတာမျိုးအရင်ညစ်ပြီးတိုက်တာမျိုးလုပ်ပေးလို့ရပါတယ်ချွဲတလိပ်တွေကိုအရေးပျော်စေပြီးအသက်ရှူလမ်းကြောင်းကိုရှင်းလင်းစေပါတယ်မျက်စိပူခြင်းရားခြင်းနာခြင်းများအတွက်ကွန်းရွက်ကိုမျက်လုံးပေါ်မှာကပ်ပေးနိုင်ပါတယ်ကပ်တဲ့အခါမှာမျက်လုံးကိုဓာတ်ရိုက်မထိပဲနဲ့မျက်လုံးတစ်ဝိုက်မှာကပ်ပေးနိုင်ပါတယ်။နိုင်ရင်ကိုယ့်ရဲ့တတွေးလေးနဲ့စွတ်ပြီးကပ်ပေးနိုင်တယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်။သွေးတိုးဝေဒနာမှာဆိုရင်သွေးတက်တဲ့အခါချက်ချင်းကျစီရန်ကွန်းရွက်တက်သူရည်ကိုညှစ်ပြီးတော့တိုက်ကျွေးနိုင်ပါတယ်။စီးချိုအတွက်ကောင်းတယ်။ကွန်းရွက်မှာပါတဲ့ဓာတ်ပေါင်းတစ်ခုကသွေးသွင်းတခြားဓာတ်ကိုကျစေနိုင်တာကြောင့်စီးချိုသမားတွေသုံးဆောင်ပေးသင့်ပါတယ်။ကိုလေးချိန်ကျစေနိုင်တယ်ကွန်းရွက်မှာခန္ဓာကိုယ်ရဲ့အဆီတွေကိုကျဆင်းစေနိုင်တဲ့အာနိသင်ရှိပြီးတော့ဇီဝအတွင်းဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်စေတာကြောင့်ကိုယ်အလေးချိန်ကျချင်တဲ့သူတွေအတွက်ကွန်းရွက်ကတင်တော်ပါတယ်။ကင်ဆာကာကွယ်ပေးတယ်။ကွန်းရွက်ကိုဝါစားပေးမယ်ဆိုရင်ကတွင်းထဲမှာရှိတဲ့ acrobric acid ပမာဏကိုထိန်းညှိပေးပြီးကတွင်းကင်ဆာမဖြစ်အောင်ကာကွယ်ပေးပါတယ်။ကွန်းရွက်10ရက်12ရက်လောက်ကိုရင်နွေးဆူဆူထဲထည့်ပြုတ်ပြီးပြားရည်နည်းနည်းထည့်တောက်သုံးပေးမယ်ဆိုရင်ကင်ဆာကာကွယ်ဖို့အထောက်ပံ့ဖြစ်စေပါတယ်။ခေါင်းကိုက်တက်တာစေနိုင်တယ်။ခေါင်းအရန်ကိုက်ရင်ကွန်းရွက်ကိုခြေပြီးရှူပေးတာနှစ်ထင်မှာကွန်းရွက်ကပ်ပေးတာမျိုးလုပ်ပေးပါ။ခေါင်းကိုက်တာကိုတိတိတတ်တာစေမှာပါ။သွေးသွင်းကိုလက်စထရောကိုကျဆင်းစေနိုင်တယ်။သွေးသွင်းကိုလက်စထရောများလာတာကနှလုံးရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်တယ်လို့လေဖြတ်နိုင်ခြေကိုလည်းတိုးစေနိုင်ပါတယ်။ဒါကြောင့်သွေးသွင်းကိုလက်စထရောအရန်များမလာအောင်ယူဆိုင်ဖို့လိုပါတယ်။ကုန်ကြစရိတ်တက်တာနဲ့သွေးသွင်းကိုလက်စထရောကျချင်ရင်တော့ကွန်းရွက်ကိုသုံးဆောင်ပေးပါနော်။သွားကိတ်ခြင်း၊သွားလုံခြင်း၊တဖုံးရောင်ခြင်းနဲ့ကတွင်းနဲ့နံခြင်းတို့အတွက်ကွန်းရွက်ထဲမှာစားလက်ဖက်ရည်စွန်းတစွန်းထည့်ပြီးထုတ်လိုက်ပါပြီးရင်ဝါပေးရပါမယ်။ပြီးနောက်ကိုက်နေတဲ့ဖက်မှာ3မိနစ်လောက်ကိုက်ထားပြီးမှပြန်ထွေးထုတ်လိုက်ပါသွားကထုံသွားပြီးသွားကိတ်တာချက်ချင်းအရှင်တက်တာသွားစီပါလိမ့်မယ်။ဘေးချိန်မဲ့ကိတ်ချက်ချင်းလုပ်ကြည့်လို့ရပါတယ်ရှင်။ကတွင်းကျန်းမာရေးကိုကောင်းစေတယ်။ကွန်းရွက်ဝါပေးမယ်ဆိုရင်ကတွင်းထဲမှာဘက်တီးရီးယားတွေပေါက်ဖောက်မှုကိုဟန့်တားနိုင်ပြီးကတွင်းနှံ့ကိုတင်ပြန်စေမှာပါ။ဒါကြောင့်သွားနဲ့ကတွင်းကျန်းမာဖို့တဘာဝဆေးတစ်မျိုးဖြစ်တဲ့ကွန်းရွက်ကိုဝါပေးလို့ရပါတယ်။အောင်းဆိုတက်တာစေနိုင်တယ်။ကွန်းရွက်ရဲ့နောက်ထပ်ဆေးဖက်ဝင်ပုံတစ်ခုကလူတိုင်းလိုသိထားပြီးဖြစ်တဲ့အတိုင်းချောင်းဆိုးတက်တာပါကွန်းရွက်မှာယောဂပိုးမွှားတွေကိုတိုက်ဖြတ်ပေးနိုင်တယ်အာနိသင်ရှိတာကြောင့်ချောင်းဆိုးတာကိုတိတိတက်တာစေနိုင်ပါတယ်ဝက်ချံတက်တာစေနိုင်တယ်ဝက်ချံနဲ့အရေးပြားပြဿနာတွေအတွက်ကွန်းရွက်ကိုအသုံးပြုလို့ရပါတယ်ကွန်းရွက်မှာဘက်တီးရီးယားတွေကိုတိုက်ဖြတ်ပေးနိုင်တဲ့အာနိသင်ရှိတာကြောင့်ဝက်ချံနဲ့အရေးပြားဓာတ်မတည့်မှုတွေကိုလျော့ပါတက်တာစေနိုင်ပါတယ်ကွန်းရွက်ပြုံးရည်နဲ့မျက်နှာတစ်ပေးတာမျိုးလုပ်ပေးနိုင်ပါတယ်။နားကြိုက်တာကိုတက်တာစေနိုင်တယ်။နားကြိုက်တဲ့အခါနေရထိုင်ရမတက်တာပါဘူး။နားကြိုက်တာအတွက်အကောင်းဆုံးဆေးနည်းတစ်ခုကကွန်းရွက်ပါ။နားကြိုက်တဲ့အခါကွန်းရွက်ကိုအသုံးပြုပြီးတက်တာအောင်လုပ်လို့ရပါတယ်။ဝမ်းမှန်စေနိုင်တယ်။ကွန်းရွက်ကဓာတ်တိုးဆက်ကျင်အာနိသင်ကျွေဝတဲ့အရွက်တစ်မျိုးပါ။ကိုသွင်းကဓာတ်တိုးပစ္စည်းတွေကိုဖယ်ရှားပေးပြီး pH ပမာဏညီညွတ်မြတ်အောင်ထိန်းညှိပေးနိုင်ပါတယ်။
ဝင်းချုံနေတယ်ဆိုရင်ကွန်းရွက်ပြုတ်ရည်တောက်ပါဝုန်းမှန်သွားပါလိမ့်မယ်နှာခေါင်းသွေးရှန္တာကိုတက်တာစီနိုင်တယ်ကွန်းရွက်ကနှာခေါင်းသွေးရှန္တာကိုတက်တာစီနိုင်ပါတယ်ကလေးလေးတွေအပြင်ထွက်ဆော့လို့အပူရှက်တာကြောင့်နှာခေါင်းသွေးရှန္တာကိုတက်တာစီနိုင်ပါတယ်နှာခေါင်းသွေးရှန္တဲ့အခါကွန်းရွက်လေးကိုအသုံးပြုပြီးသွေးသွိတ်အောင်လှုပ်ဆောင်ပြီးလို့ရပါတယ်အရေပြားယားနာပွေးဝဲနဲ့မိုးကူးဆက်ခြင်းအရေပြားမှာယားနာတွေပေါက်တာပွေးဝဲဆွဲတာတွေအတွက်ကွန်းရွက်ကိုကြိတ်ပြီးထွက်လာတဲ့အရေကိုဒဏ်ရာပေါ်တွေလိမ်ပေးပါကွန်းရွက်ရဲ့ပိုးသက်အာနိသင်ကအရေပြားပေါ်ကမိုးနဲ့ဘက်တီးရီးယားတွေကိုသိစေပြီးအနာမြန်မြန်ကျက်စေနိုင်ပါတယ်ကွန်းစားဖို့အတွက်ပဲတုံးကြတဲ့ကွန်းရွက်ကတကယ်တော့ပြင်ပတွက်တာမကပဲအသွင်ယောဂကိုပါကုသပေးနိုင်တဲ့အစမ်းထက်ဆွေးရက်ကြီးဖြစ်ပါတယ်ရှီမြမဖိုးပွားတွေကလေးကအသုံးပြုခဲ့ကြတဲ့ယခုဆေးမီတို့ကိုလည်းဝေမျှပါရစေနံပါတ်1ရေသိမ်သမားမျက်လုံးပြန်ကောင်းအောင်မျက်မှန်ကျွတ်အောင်မျက်စိနဲ့နာဒဏ်ကြားကွန်းရွက်ကက်ခြင်းထိုကဲ့သို့လုပ်၍မျက်မှန်လွတ်သွားတာမျိုးကြုံဖူးကြပါတယ်နံပါတ်2နားလေးနားထိန်ခြင်းမဖြစ်အောင်ဖြစ်နေပါကလည်းတက်တာအောင်ကွန်းရွက်ကိုနားထဲလိတ်ထက်ခြင်းအသွင်းကိုထည့်တာဖြစ်တာကြောင့်ကွန်းရွက်ကတန့်ရှင်းလက်ဆက်ပြီးတော့ဓာတုကင်းစင်ဖို့လိုအပ်ပါတယ်နံပါတ်3ခေါင်းကိုက်ခေါင်းမူပါကနှထင်သွင်းကွန်းရွက်ကပ်ပေးခြင်းနံပါတ်4သဖုံးနာပါဇက်ထဲအပူဖုထွက်ပါကကွန်းရွက်ကကွန်းရွက်ငုံပေးခြင်းနံပါတ်5နှလုံးသွေးကြောခြင်းပိတ်တာမျိုးဖြစ်ဖူးတဲ့သူများအတွက်နောက်မဖြစ်အောင်ရင်ဘတ်နှလုံးနေရာမှာကွန်းရွက်ကအိတ်ခြင်းနံပါတ်6အဆုတ်မကောင်းသူများကွန်းရွက်ကိုရင်ဘတ်ကြောဖက်အဆုတ်နေရာနှစ်ဖက်စလုံးကတ်ခြင်းနံပါတ်9မျက်နှာတင်းတိုက်အတွက်ကွန်းရွက်ကိုသူ့ချဲမိပြပြီးတော့ကပ်ပေးခြင်းလိမ်ပေးခြင်းနံပါတ်10ချောင်းဆိုးရီချိုးမအဖျားအတွက်ကွန်းရွက်ထဲရက်စားထည့်ပြီးတော့ဝါးစားခြင်းနံပါတ်9အမျိုးသမီးဝေဒနာရှင်များတအိမ်တဝိုက်ကွန်းရွက်ကပ်ပေးခြင်းနံပါတ်30နှုတ်သိမ့်မိခင်များနှုတ်ချောင်းပိတ်နှုတ်ကြိတ်ရောင်ပါကနန်းစီအုံးစီမုံညင်းစီတခုခုဖြင့်တုပ်၍ကွန်းရက်ကပ်ပေးလင်သက်သာစေပါれနံပါတ်7ကလေးငယ်များနာစေးနာပိတ်အသက်ရှူချက်အနေခက်ပါကနန်းစီအုံးစီမုံညင်းစီတခုခုဖြင့်တုပ်၍ကွန်းရအလေအပေါက်ဖောက်ကငယ်ထိန်နိုင်ကပ်ပေးလင်ချက်ချင်းသက်သာစေပါれနံပါတ်7ကလေးငယ်များချောင်းဆိုးပါကကွန်းရွက်ဆိုင်သက်သူရေမှာစားအနှင်းငယ်ထည့်ပြီးတော့တနေ့လ10ဆက်မှအဆက်30အသက်အရွယ်အလိုက်ချိန်ပြီးတော့တိုက်ကြွေပါနံပါတ်73လက်ခေါင်းဖြစ်သူများစအိုတွင်ကွန်းရွက်ကိုလုံးချပြီးညက်ထားပါကချက်ချင်းတက်တာစီပြီးတော့တစားတက်တာစီမှာဖြစ်ပါတယ်ဒီနေရာမှာတခုတတိပေးချင်တာကအသုံးပြုတဲ့ကွန်းရွက်ကတက်ရှင်လက်ဆက်ပြီးတော့ဓာတုကင်းစင်ဖို့လိုအပ်ပါတယ်ယခုဖော်ပြပါအကြောင်းအရာတွေဟာအိမ်သုံးဆေးမိသူဖြစ်တဲ့အတွက်ယောဂကြီးကြီးမားမားဖြစ်တယ်ဆိုရင်တော့ကွန်းရွက်တစ်ခုကိုပဲကြိတ်မိတ်ပြီးခံပြီးတော့မကူတာတင်ပါဘူးသက်ဆိုင်ရာကျွမ်းကျင်တဲ့ပညာရှင်များနဲ့တိုင်ပင်ပြီးတော့ဆွေးနွေးကူတာတင်ပါတယ်ရှင်ခုပြောပြပေးသွားတဲ့ဇင်းနီးတွေကတော့ရှေးမြမဘိုးဘွားတွေလက်ထက်ကလေးကအင်သွင်းကုထုံမှာအသုံးပြုခဲ့တဲ့မြမဇင်းနီးတွေဖြစ်တာကြောင့်လက်ဆင့်ကမ်းတင်စီထားတင်ပါတယ်ရှင်ခုပြောပြထဲမှာမပါတဲ့ကိုယ့်ရဲ့နဲ့ပတ်သက်တဲ့မိတ်ဆွေတို့လက်တွေ့အသုံးပြုနေတဲ့ဇင်းနီးသိထားတဲ့ဇင်းနီးလေးတွေရှိရင်လည်းမျှဝေပေးပါဦးနော်အဆုံးထိနားဆင်ပေးတော့ကျေးဇူးအထူးတင်ရှိပါရရှင်တာယာပေးကင်းပြီးကျမ်းမာသောနေ့လေးဖြစ်ပါစေရှင်